ဂျေတွန်းကြောက်တုံးဆိုတာအရေးပြားပေါ်ကဆဲအသေးတွေကိုဖယ်ရှားဖို့အသုံးပြုတဲ့မိခိုးရောင်ကြောက်တုံးတစ်တုံးပါခြေထောက်မှာရှိတဲ့အတမာတွေပျောက်ဖို့အတွက်လဲသုံးနိုင်ပြီးဂျေချွတ်နိုင်တယ်လို့အသားအရည်ကိုပိုလာအောင်လုပ်ပေးပါတယ်ဒီဂျေတွန်းကြောက်တုံးကဘာအတွက်ကောင်းကျိုးတွေပေးနိုင်တယ်ဆိုတာကိုဒီဗီဒီယိုမှာဖော်ပြပေးသွားမှာပါဂျေတွန်းကြောက်တုံးရဲ့ကောင်းကျိုးတွေကိုမဖော်ပြခင်မှာကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေအလားအပနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပေးခဲ့ပါဦးဘေးက notification ဘဲကိုနှိပ်ပြီးတော့လဲတင်သမျှဗီဒီယိုတွေကိုမလွတ်တမ်းနားဆင်နိုင်ပါတယ်နံပါတ်1ဂျေတွန်းကြောက်တုံးကအသားအရောင်ကိုကောင်းမွန်စေပါတယ်အသားအရည်ထိမ့်သိမ်းခြင်းကနေ့စဉ်လုပ်ရမယ့်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ကောင်းမွန်တဲ့အသားအရည်ရှိရင်ကိုယုံကြည်မှုရှိစေပါတယ်ဂျေတွန်းတဲ့ကြောက်တုံးနဲ့ခန္ဓာကိုယ်ကိုနေ့စဉ်ညှင်သာစွာပုတ်တိုက်ပေးခြင်းအပြင်ခန္ဓာကိုယ်ရဲ့သွေးလက်ပတ်မှုကိုကောင်းမွန်စေပြီးအရေပြားကိုတဘာဝအတိုင်းပန်းအောင်တန်းနေစေပါတယ်နံပါတ်2အသားအရည်၆သွေးမှုကိုပျောက်ကင်းစေနိုင်ပါတယ်စောင်းရသည်မှာ၆သွေးတဲ့အသားအရည်ကြောင့်ရာရန်တာအရေပြားကွာတာအသားကွဲတာသွေးထွက်တာတွေဖြစ်စေနိုင်ပါတယ်ကုထုံးကတော့ဂျေတွန်းကြောက်တုံးကိုစက်ပြရည်ထဲမှာစိန်ထားပြီးအရေပြားကိုပုတ်တိုက်ပေးပါနေ့တိုင်းအချိန်အနည်းငယ်ပေးပြီးပျောက်ကင်းတဲ့အထိလုပ်ပါနံပါတ်3ခြေဖနှောင်ကွဲခြင်းကိုကုသပေးနိုင်ပါတယ်ခြေဖနှောင်ကွဲခြင်းကအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီးအိမ်မက်ဆိုးတစ်ခုလို့တော့တင်စားနိုင်ပါတယ်အများအားဖြင့်နာကျင်မှုမခံစားရဘဲနဲ့တော့ကွဲပြီးသွေးထွက်စေနိုင်ပါတယ်ပူနွေးတဲ့ရာသီမှာခြေညက်ဖက်နှက်ကျိုးတိုင်းဖက်နှက်တွေစီးရင်အဖြစ်များပါတယ်တခါတရံမှာကွဲတဲ့နေရာကမနာရင်တော့ခြေဖနှောင်ကွဲတာနှက်တယ်ဆိုရင်စိတ်ဒုက္ခရောက်စေပါတယ်ဒါကိုမကုသပဲထားမယ်ဆိုရင်တော့ယောဂပိုးဝင်နိုင်ပါတယ်ကုသရမယ့်နည်းလမ်းကခြေထောက်ကိုစက်ပြရည်ထဲမှာ15မိနစ်ခန့်စိမ်ထားပြီးဂျေတွန်းကြောက်တုံးနဲ့ကွဲတဲ့နေရာကိုညင်သာစွာပုတ်တိုက်ပေးပါတစ်ပတ်ကို2ခါပြုလုပ်ပေးရင်တစ်လအတွင်းတိတာတဲ့ပြောင်းလဲမှုကိုတွေ့ရပါလိမ့်မယ်နံပါတ်4အတမာတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်အရေပြားကိုပုတ်တိုက်မှုများလို့ဆဲအသေးတွေထူထဲစွာကြီးထွားနေတဲ့နေရာကိုအတမာလို့ခေါ်ပါတယ်နာတော့မနာပေမဲ့လမ်းလျှောက်ရခက်စေပါတယ်ရေချိုးတိုင်းအတမာကိုဂျေတွန်းကြောက်တုံးနဲ့ပုတ်တိုက်ပေးမယ်ဆိုရင်ဆဲအသေးတွေဖြည်းဖြည်းချင်းကွာကျသွားပါလိမ့်မယ်နံပါတ်5လက်တွေကိုပိုပြီးနူးညံ့စေပါတယ်အမျိုးသားတွေကကြမ်းတမ်းတဲ့အသားအရည်ရှိတာကိုဂုဏ်ယူလေးရှိကြပေမဲ့အမျိုးသမီးတွေကတော့နူးညံ့တဲ့လက်တွေကိုပိုင်ဆိုင်ကျင်ကြပါတယ်တစ်ပတ်ကိုအကျင့်အနည်းငယ်ဂျေတွန်းကြောင်းနဲ့ပုတ်တိုက်ပြီးလက်ဆေးပေးပါဒီလိုလုပ်ခြင်းအပြင်တင်းရဲ့လက်ကလေးတွေကိုနူးညံ့လာစေပါလိမ့်မယ်နံပါတ်6အမဲဆက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်ဝက်ချံကြောင်ဖြစ်တဲ့အမဲဆက်တွေမျက်နှာအပေါ်မှာထွက်လာရင်ကြည့်ရဆိုးပါတယ်ဝက်ချံတွေကဆွဲဆောင်မှုကိုလျော့နှဲစေပြီးပေါက်ထွက်မယ်ဆိုရင်တော့စိတ်ဒုက္ခဖြစ်စေပါတယ်ဒီအမဲဆက်တွေကခဏတာပါပဲဒါပေမဲ့မဖယ်ရှားပဲထားရင်တော့အကြာကြီးရှိစေနိုင်ပါတယ်ဂျေတွန်းကြောက်တုံးသုံးခြင်းအပြင်အမဲဆက်တွေကိုအောင်မြင်စွာဖယ်ရှားနိုင်ပါတယ်ဒါပေမဲ့ဂျေတွန်းကြောက်တုံးနဲ့တွန်းမယ်ဆိုရင်တော့အရေပြားကကောင်းမွန်ပြီးနူးညံ့နေဖို့လိုပါတယ်ဒီဗီဒီယိုမှာဖော်ပြခဲ့တဲ့အချက်တွေကဂျေတွန်းကြောက်တုံးကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်ပြီးတော့သူ့ရဲ့အသုံးဝင်ပုံကလည်းအများကြီးရှိနေပါသေးတယ်ကျွန်တော်ရဲ့ဗီဒီယိုကမိတ်ဆွေအတွက်အကျိုးတစ်စုံတစ်ရာရှိမယ်ဆိုရင်ဗီဒီယိုကိုလိုက်ပေးပြီးတော့တခြားသူတွေနားဆင်နိုင်ဖို့အတွက်လည်း share သွားပေးကြပါဦးအားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ